အိန္ဒိယမှာခက်ခဲတဲ့ခွဲစိတ်ကုသမှုကိုအောင်မြင်စွာပြီးမြောက်ခဲ့တဲ့မင်းသားစွမ်းစာနီဟာရခင်အတိုင်းလမ်းပြန်လဲလျှောက်နိုင်လာပြီးကျန်းမာရေးလည်းတဖြည်းဖြည်းပြန်လဲကောင်းမွန်နေပြီဖြစ်တယ်လို့ပရိသတ်တွေကိုအသိပေးလာပါတယ်။မြန်မာပြည်ကိုလည်းကျန်းမာစွာပြန်လဲရောက်ရှိနေပြီဖြစ်တဲ့စွမ်းကိုပရိသတ်တွေကလည်းကြိုဆိုနေကြတယ်လို့သိရပါတယ်။မင်းသားစွမ်းစာနီဟာတစ်ချိန်ကတောက်စားခဲ့တဲ့ဒဏ်တွေကြောင့်သူ့ရဲ့ကျန်းမာရေးအခြေအနေဟာဆိုးရွားလာကပွဲကတာတွေကိုရပ်နားပြီးမကြသေးခင်ကမှအိန္ဒိယနိုင်ငံမှာတွားရောက်ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။ယခုအခါမှာတော့ကျန်းမာရေးပြန်လည်သက်သာလာပြီးမကြခင်မှာပဲအရင်လိုအမှုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်နိုင်တော့မှာပဲဖြစ်ပါတယ်။စွမ်းရဲ့ပရိသတ်တွေရှိရင်လည်းစွမ်းအတွက်အားပေးစကားလေးတွေကိုအောက်ကကွန်မန့်လေးမှာပြောပေးသွားခဲ့ကြပါဦးနော်။အခုအစီအစဉ်လေးကိုသဘောကျရင်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးခြင်းဖြင့်ကူညီပေးကြပါဦးနော်။